မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဆရာရဲ့မိတ်ဆွေတနင်္ဂနွေသားသမီးတွေဆရာက1388ခုနှစ်အတွင်းမှာဘယ်ရာဒီအကျိုးပေးအားသာကောင်းမှုပြီးတော့ကံကောင်းစေမလဲဒီ1388ခုနှစ်အတွင်းမှာမိတ်ဆွေတနင်္ဂနွေသားသမီးတွေကိုကံရှင်တွေဘယ်လိုရှိမလဲဆိုတော့ဆရာကတစ်နှစ်စာအတွက်အသေးစိတ်သုံးသပ်ပေးမှာဖြစ်တဲ့အတွက်မိတ်ဆွေတနင်္ဂနွေသားသမီးတွေမနှစ်က1389မှာကံရှင်တွေဘယ်လိုရှိခဲ့လဲဆိုတာဆရာကိုမှတ်မိကြပါအောင်ခင်ဗျဆရာတို့အခုပဲစတင်လိုက်ပါမယ်ဒီမြန်မာတက်ဂရိတ်အပြင်ဆရာတို့ဒါရနာနှစ်အပြင်2680ခုနှစ်မြန်မာတက်ဂရိတ်1388ခုနှစ်မှာဆိုရင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေရဲ့တစ်နှစ်တာကံအချင်းကိုဆရာသုံးသပ်ပေးပါမယ်ဥစ္စာပထမတနင်္ဂနွေသားသမီးတွေဟာပြီးခဲ့တဲ့နှစ်တွေကိုဆရာတို့ပြန်ချိန်လိုက်တဲ့အခါမှာသိကြတဲ့တစ်နှစ်ပြီးတစ်နှစ်နဲ့3နှစ်စတိုက်ညံ့ခဲ့တယ်အဲ့ဒီအညံ့တွေကိုဒီ1388မှာထတ်တိုးကံကောင်းမဲ့နှစ်တနည်းဆိုရရင်ဇဘူဒီပါလက်ရတောင်ညွန့်ဩဘာနမိတ်ထွန်းသောနှစ်အခြားသောနေသားတွေတဲ့မိမိရဲ့ကံအရှင်တွေကိုကအာသာနေတော့နှစ်ရှေ့တိုးပြီးတော့ကံကောင်းစီမဲ့နှစ်ဖြစ်တဲ့အတွက်မိတ်ဆွေတနုံးတွေသားသမီးများအနေနဲ့ဘာလို့မဆိုလုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုရှေ့တိုးဆောင်ရွက်လှုပ်ဆောင်မှအကြံစီအတွေးခေါ်နဲ့ရီမန်းချက်ပလန်တွေကိုဒါကိုကရှေ့တိုးပြီးတော့ဆောင်ရွက်ရင်ဆောင်ရွက်တဲ့လောက်အာသာကောင်းမှုပြီးတော့ကိုကတလန်လောက်စူးစမ်းလိုက်ရင်ကို50လန်လောက်ရှေ့ရောက်သွားတာမျိုးတွေကိုကတထွာလောက်စူးစမ်းလိုက်ရင်1000လောက်ရှေ့ရောက်သွားမယ်နှစ်ဖြစ်ပါတယ်1388မှာမွေးမဲ့ကလေးတွေဟာမိတ်ဆွေတို့တနင်္ဂနွေသားသမီးတွေမွေးမယ်ဆိုရင်တော့ဖြင့်အထွန်းပွားဖြစ်ပြီးတော့လူနက်ခတ်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မိတ်ဆွေတနင်္ဂနွေသားသမီးများအနေနဲ့သားသမီးမွေးတယ်ဆိုရင်တော့မှဒီနှစ်ထဲမှာကျမ်းမာဆိုတော့စီးပွားရေးကြံ့ကြာနေတဲ့မိတ်ဆွေအိမ်အောင်ရှင်များအနေနဲ့တနင်္ဂနွေသားသမီးတွေမွေးတာမျိုးဟာစီးပွားတက်ရှင်အောင်မြင်ခြင်းတွေအတွက်တော့အားသာစီတော့နှစ်စီးပွားရေးအတွက်အထောက်အကူဖြစ်စီတော့နှစ်ဆိုပြီးတော့ဗီဒင်ဆရာတွေဗီဒဆရာတွေလော်ကီဆရာတွေကအထွန်းပွားကိုရွေးချယ်မွေးခိုင်းနေရှိတယ်လို့တနင်္လာတောက်ကြအတွဲတွေပါတယ်မိတ်ဆွေများအဖို့ကတော့တောကဆိုတဲ့အပူကိုပြော့အောင်1388ခုနှစ်မှာတနင်္ဂနွေကိုမွေးခြင်းအပြင်အိမ်အောင်ရေးရံများနေတာတွေအားလုံးဟာတောကကနေအာတောကဆိုတဲ့အပူတောကမရှိခြင်းကိုကူးပြောင်းသွားမယ်လို့ပြောရင်းနဲ့တနင်္ဂနွေသားသမီးတွေဒီ1388ခုနှစ်အတွင်းမှာဆိုကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်အသက်ရှူမဝတာမျိုးနှလုံးနဲ့ပတ်သက်တာမျိုးတွေသတိထားဆင်ခြင်ရမယ့်ကာလဖြစ်တယ်အမျိုးသမီးများအနေနဲ့ကိုဝင်ဆောင်အမျိုးသမီးတွေဒီနှစ်ထဲမှာပို့ပြီးတော့သတိထားဆင်ခြင်ရမယ့်ကာလအပိုင်းခြားဖြစ်ပြီးတော့မထင်မှတ်ဖဲနဲ့မလူလားအတော့ပြဿနာတွေဖြစ်တတ်တဲ့အတွက်အလေးအပင်မာတာမျိုးလေးတွေမှာသတိထားဆင်ခြင်ပြီးပါအထူးသဖြင့်သွေးနဲ့ပတ်သက်တာမျိုးတွေသွားတဖုံးနဲ့ပတ်သက်တာမျိုးလေးတွေအမျိုးသမီးသွေးသားယောဂနဲ့ပတ်သက်တာမျိုးလေးတွေတော့သတိထားဆင်ခြင်ရမယ့်နှစ်ဖြစ်ကြောင်းထားလောက်ပြောကြလိုက်ပါစီဒါအပြင်မိတ်ဆွေတို့ငွေကြီးနဲ့ပတ်သက်လာရင်တော့တနင်္ဂနွေသားသမီးတွေကဘလောက်ပဲခက်ခဲစေကမှုအခက်အခဲမှန်သမျှကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့ဖြည့်ချင်းလှုပ်ဆောင်မှပြဿနာတွေကိုရှောင်တိန်ပြီးတော့နေတာမျိုးထက်စားရင်ငွေကြီးကိစ္စအလုပ်ကိစ္စမှန်သမျှကိုမိမိကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့လုပ်ပါအောင်မြင်တိုးတက်မှုတွေရရှိတတ်သောနှစ်ဖြစ်ပြီးတော့ငွေကြီးနဲ့ပတ်သက်ရင်ငကိုကခက်ခဲစေကမှုဒီလက်ရှိကာလတော်တွင်မှာငွေကြီးနဲ့ပတ်သက်ရင်ငွေများများကံရမယ်နှစ်မထင်မှတ်ထားသောပုဂ္ဂိုလ်ဇက်တွေပထမဇက်တွေရဲ့အကူအညီထောက်ကူကိုရရှိမဲ့နှစ်ဖြစ်တတ်တယ်လို့အထူးသဖြင့် OH ချန်ပီယံလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ငွေကြီးလုပ်ငန်းနဲ့ရင်နဲ့ဝင်တာမျိုးတွေအမွေရရှိတာမျိုးတွေဘာသာတရားများများလုပ်ရှင်အပြင်မထင်မှတ်သောပထမဇက်ပုဂ္ဂိုလ်ဇက်တွေရဲ့အကူအညီထောက်ပံ့လေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်ရင်အမှန်တမ်းများစွာတိုးတက်မဲ့နှစ်အခက်အခဲမရှိပါဘူးလူထင်ကြီးခံရတာမျိုးတွေကိုယ့်လက်ထဲမှာရှိတာနည်းနည်းဆိုပတ်ဝန်းကျင်မှာရှိနေတာများများထင်တာမျိုးလေးတွေကြုံရတတ်သောကာလဖြစ်တဲ့အတွက်ဒါကြောင့်မိတ်ဆွေတလုံးသားသမီးပြအနေနဲ့ကတော့ငွေကြီးနဲ့ပတ်သက်ရင်လက်ထဲမှာရှိတာ1000ပတ်ဝန်းကျင်မှာမြင်တာတသိန်းဆိုတာမျိုးလေးတွေကြောင့်လူထင်ကြီးခံရတတ်သောကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပြစီခင်ဗျာထို့အပြင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေကဒီနှစ်တာတော်တို့မှာဆိုရင်မိတ်ဆွေတို့ရဲ့အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့ဆရာအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ပေါ်ပြပေးပြစီဒီနှစ်တာတော့တည်းမှာဆိုရင်လုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုမိမိကိုယ်တိုင်အမိခံလုပ်ခြင်းတွေဥဆောင်လုပ်ခြင်းတွေအချစ်တို့ဆောင်ရွက်လို့ကောင်းပါတယ်အာမခံကိစ္စတွေအမွေကိစ္စတွေငကိုကမပြီးမပြတ်ဖြစ်သောကိစ္စတွေရုံကလနာဆိုင်ရာကိစ္စတွေမပြီးမပြတ်ဖြစ်နေသောတရားစွဲတာမျိုးရှင်းနေတပောင်လူကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်တဲ့ကိစ္စတွေအုပ်ချုပ်ရေးဆိုင်ရာကဏ္ဍလေးတွေဥဆောင်ရွက်အားသာကောင်းမွန်သောနှစ်ဖြစ်ပါတယ်မိသားစုတွေတဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေကိုယ်တိုင်ကဦးစီးဥဆောင်ပြီးတော့ကြီးမတ်နဲ့ဆောင်ရွက်လိုက်ရင်အောင်မြင်မှုတွေရရှိပြီးတော့တယောက်နဲ့တယောက်အေးချမ်းမှုနဲ့ငြိမ်းချမ်းမှုတွေရရှိလာမယ့်ကာလဖြစ်ပါတယ်ဆွေလုပ်ငန်းတွေအကျိုးပေးတာမျိုးအလှပရေးရနဲ့ပတ်သက်ပြီးလုပ်ငန်းတွေအလှကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အမှုပညာ social media နဲ့ပတ်သက်သောလုပ်ငန်းတွေပကြီးပပုဗေဒင်ဗေဒစံကြံတရုပ်ဆောင်နဲ့ပတ်သက်သောလုပ်ငန်းတွေ social media နဲ့ပတ်သက်သောလုပ်ငန်းတွေအဖွဲ့အစည်းအသင်းအဖွဲ့အများနဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တိုးဆောင်ရွက်လှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပါတယ်ဒါအပြင်ကုသရေးဝယ်ရေးဆိုင်ရာလုပ်ငန်းတွေတိုးရှဲလှုပ်ဆောင်ခြင်းတွေအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစေပါတယ်အယောင်းဝယ်လုပ်တာမျိုးတွေကွန်ပျူတာတို့ကားတို့ကြောက်တို့တန်းတို့တွတ်တို့သဲတို့ခဲတို့အစရှိတဲ့လုပ်ငန်းတွေရှေ့တိုးဆောင်ရွက်လှုပ်ဆောင်လို့အားသာကောင်းမှုတိုးတက်စေသောနှစ်ဖြစ်ကြောင်းထားလောင်းပြောကြားလိုက်ပါစီပညာရေးဆိုင်ရာကိစ္စတွေအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့မိမိကိုယ်တိုင်ဦးစီးဦးဆောင်လှုပ်ဆောင်တဲ့လုပ်ငန်းတွေအများနဲ့ပတ်သက်သောလုပ်ငန်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေအတွက်တော့ရှေ့တိုးလှုပ်ဆောင်ရင်အားသာခြင်းတိုးတက်ခြင်းနဲ့ကံကောင်းခြင်းတွေရရှိတတ်သောကာလပိုင်းခြားဖြစ်ပြီးတော့မိသားစုတွေတဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေအောင်အားသာနားလည်မှုတွေရရှိတတ်တာမျိုးတွေကြုံရတတ်တယ်လို့အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်လို့လူကြီးဖြစ်တာမျိုးတွေအုပ်ချုပ်ရေးဆိုင်ရာရန်တရားနိုင်ငံလူကြီးအစရှိတဲ့အရာတွေအသင်းဖွဲ့အများကြီးနဲ့ပတ်သက်ခေါင်းဆောင်ဖြစ်တတ်သောနှစ်ဖြစ်ကြောင်းတနင်္ဂနွေသားသမီးတွေကိုထပ်လောင်းပြောကြားလိုက်ပါစီရာထူးလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ကိုယ်ပိုင်လုပ်ငန်းစတင်လှုပ်ဆောင်လို့သူများရှေ့တိုးဆောင်ရွက်လှုပ်ဆောင်လို့ကောင်းသောကာလပိုင်းခြားဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာသာတရားလုပ်လေငွေဝင်လေဆိုတော့နှစ်ဖြစ်တတ်တဲ့အတွက်ကိုကတော့ကံကောင်းပြီးသားစတင်လှုပ်ဆောင်ရတဲ့အတွက်စူးစမ်းရတဲ့အတွက်ပဲလိုတော့တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ငကိုကညံ့ခဲ့သမျှကိုပြီးခဲ့တာတွေကိုပြီးခဲ့တဲ့အရာတွေမှာထားခဲ့ပြီးတော့အပြောင်းလဲနဲ့အခွင့်အရေးကောင်းတွေရရှိတတ်သောကာလဖြစ်တယ်ယာထုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာထုတိုးဖို့မျှော်လင့်နေတာမျိုးထက်စာရင်ယာထုတိုးခြင်းယာထုတက်ခြင်းတွေအတွက်တော့အားအနည်းစီသောကာလဖြစ်ပြီးလက်ရှိနေတဲ့အလုပ်မှာတော့မှမိတ်ဆွေတနုံတွေသားသမီးတွေနေရာကလေးမြဲအောင်စူးစမ်းနေရသောကာလယာထုတူလုပ်ငန်းတူတွေရဲ့အပြန်ဆိုင်တိုက်ခိုက်တွေများတတ်သောကာလဖြစ်တဲ့အတွက်တတိထားဆင်ခြင်ပေးရလိုအပ်သောကာလဖြစ်တယ်တို့အပြင်မိတ်ဆွေတနုံတွေ
သားသမီးတွေဟာဒီနှစ်တာတော့ဒီမှာဆိုရင်စက်ပစ္စည်းနဲ့ပတ်သက်တာမျိုးလေးတွေရင်းနဲ့ပတ်သက်တာမျိုးလေးတွေမှာတတိထားစီရင်ပေးရန်လိုအပ်သောနှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီ1388ခုနှစ်အတွင်းမှာတနည်းအခုနေသားသမီးမိတ်ဆွေများတတိထားစီရင်ပေးရမှာစက်ပစ္စည်းရင်းနဲ့ပတ်သက်တာမျိုးလေးတွေအရေးကြီးသောကိစ္စတွေလှုပ်ဆောင်တဲ့အခါမှာကြိုတင်မပြောဖို့လိုအပ်ပါတယ်ခင်ဗျဆွေမျိုးသားချင်းနဲ့ပတ်သက်လာရင်တော့ဆွေမျိုးများအိမ်မလာရလို့စိုင်းပုတ်တာတတ်ထားဖို့လိုအပ်ပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်စိတ်ညစ်ရတာမျိုးတွေစေတနာဝေဒနာဖြစ်ရတာမျိုးတွေထပ်လောင်းစိတ်ညစ်တတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ကိုယ်တိုင်းနေတတ်အောင်နေဖို့လိုအပ်ပါတယ်ယာရုနေရာထိုင်ခင်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လာလို့ရှိရင်ယာရုနေရာထိုင်ခင်းနဲ့ပတ်သက်လို့ယာရုပြောင်းတာမျိုးနေရာထိုင်ခင်းနဲ့ပတ်သက်အပြောင်းရွှေ့လေးတွေဖြစ်လာတဲ့အခါမှာနေရာထိုင်ခင်းယာရုနဲ့ပတ်သက်ရောက်ရှိနေတဲ့နေရာပေါ်မှာစိတ်တိုင်းမကြခြင်းမျိုးလေးတွေယာရုလုပ်ငန်းကိုင်ကနေရာထိုင်ခင်းအပြောင်းလဲလေးတွေကြောင့်ငွေကုန်ကြေးကျများရတတ်သောနှစ်ဖြစ်တတ်သလိုကံကြမ္မာရဲ့အကြီးမားထောက်ပံ့မှုတွေရရှိတတ်သောကာလပိုက်စားဖြစ်ပါတယ်တနင်္ဂနွေသားသမီးမိတ်ဆွေတို့အိမ်တော်ရေးမှာဆိုလို့ရှိရင်ငကိုကရှုပ်ထားသောမိတ်ဆွေများဖြစ်စေတနင်္ဂနွေသားသမီးမိတ်ဆွေများအနေနဲ့အနေထိုင်သွားလာဆင်ခြင်ပေးရမယ့်ကာလဖြစ်ပြီးတော့မိမိကိုအိမ်တော်ရေးမှာအငယ်နှောင်းဖြစ်နေတာမျိုးသို့မဟုတ်ကိုတိုင်းတကယ်အမှန်တကယ်အငယ်နှောင်းဖြစ်နေတာမျိုးအိမ်တော်ရေးရှုပ်ထားသမျှကိုဒီကာလမှာဘူးပေါ်တယ်လို့ပေါ်တတ်တဲ့နှစ်ဖြစ်တတ်တဲ့အတွက်ရှုပ်ထားသမျှကိုလက်ရှိအချိန်ကစပြီးတော့တန်နိုင်တဲ့လောက်တန်ထားပြီးတော့ရှင်းနိုင်တဲ့လောက်ရှင်းထားပါမဟုတ်လို့ရှိရင်ပြဿနာတွေပေါ်လာတာမျိုးလေးတွေဖုံးကွယ်လိမ်ညာထားတာတွေပေါ်လာတာမျိုးတွေကြုံရတတ်ပါတယ်စက်ပစ္စည်းတွေတခိုးခိုးခံရတာမျိုးတွေပျောက်တာမျိုးတွေဆိုင်ကယ်တို့ကားတို့တန်ဖိုးရှိတဲ့လက်ဝတ်လက်စားတို့ထားတဲ့အခါမှာသတိထားဆင်ခြင်ပေးရလိုအပ်ပါတယ်လူယုံမလွယ်ပါနဲ့အထူးသဖြင့်ကိုယ်ထံငယ်တော့တပည့်လက်သားလက်အောက်ငယ်သားတွေနဲ့ပတ်သက်လို့ရှိရင်သတိထားဆင်ခြင်ပေးရလိုအပ်ပါတယ်သားသမီးအိမ်အောင်ရေးကိစ္စလေးတွေကြောင့်အိမ်အောင်ရေးမှာတဦးနဲ့တူတယောက်နဲ့တယောက်စိတ်အနေနဲ့စိတ်ချုပ်ရတာမျိုးသားသမီးအရှိရေးမြစ်တာရေးကိစ္စလေးတွေကြောင့်တော့စိတ်ပန်းလူပန်းဖြစ်ရတတ်ပေမဲ့ဘလောက်ပဲခက်ခဲစီကမှုအဆုံးသတ်မှာအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိစေမယ့်ကာလဖြစ်ပါတယ်။ဘာလို့မဆိုကိုပိုင်လုပ်ငန်းတွေစတင်ရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာတယ်။ငကိုကအစိုးရဝန်ထမ်းလုပ်နေတာမျိုးတွေဟာလက်ရှိမှာနားပြီးတော့ကိုပိုင်လုပ်ငန်းလုပ်တာမျိုးလေးတွေရှေ့တိုးဆောင်ရအားသာကောင်းမွန်တိုးတက်နိုင်ပါတယ်။မြေယာနေရာထိုင်ခင်းအိုးအိမ်ချမ်းပြီးအဆောက်အဦနဲ့ပတ်သက်လာလို့ရှိရင်တော့ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းတွေလမ်းတရားဆိုင်ရာကိစ္စတွေနေရာထိုင်ခင်းအဆောက်အဦနဲ့စည်ရင်းစရာနဲ့ပတ်သက်သောကိစ္စလေးတွေမှာတော့အတော်ကိုမိတ်ဆွေတို့အနေနဲ့ကိုတိုင်းစည်ရင်းစရာတိတိကျကျလှုပ်ဆောင်မှာလူယုံမလွယ်ပါနဲ့အောက်လူတက်တက်တော့နှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ထို့အပြင်ရီမန်းချက်မျောလင်းချက်တွေမဖြစ်ရသေးသောကိစ္စတွေကို dream အိမ်မက်တွေကိုအမှန်တကယ်ကြိုမပြောပါနဲ့ဥပမာပေါ့ငါတော့ဒါလေးတော့ရရင်အိမ်လေးတော့စောက်မှာဆိုတာမျိုးလေးတွေမပြောပါနဲ့အပြက်တွေခဏခဏဝင်တက်တဲ့ကာလဖြစ်ပြီးတော့မိတ်ဆွေတို့မိတ်ဆွေပေါင်းသင်းတွေရဲ့အသစ်တွေရဲ့အကူအညီကိုရရှိတတ်တယ်လို့အဟောင်းတွေရဲ့အကူအညီကိုလည်းများစွာရရှိတတ်သောနှစ်ဖြစ်ပါတယ်သို့တော်တနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာဒီ1388ဆိုတဲ့နှစ်မှာသတိထားဆင်ခြင်ပေးရမှာတော့ဆွေမျိုးသားချင်းနဲ့ပတ်သက်တာမျိုးလေးတွေညီကိုမောင်နှမကိစ္စလေးတွေကြောင့်ဒါစိတ်ညစ်ရတတ်တဲ့အတွက်တော့အတက်နိုင်ဆုံးဆွေမျိုးသားချင်းညီကိုမောင်နှမနဲ့ဝေးရရက်တွေကမိတ်ဆွေတို့ကပုံမအကျိုးဖြစ်ထုံကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပါရစေနိုင်ငံခြားခရီးသွား passport visa လုပ်ငန်းတွေနဲ့ပတ်သက်လာလို့ရှိရင်တော့မိတ်ဆွေများတေချာတယ်2026အောက်တိုဘာလ12ရက်နေ့လောက်မှာစတင်ကောင်းလာမှာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့နိုင်ငံခြားခရီးသွားကိစ္စ passport visa လုပ်ငန်းကိစ္စလေးတွေမှာတော့ဒီကာလမှာတိုင်ခင်မှာအောက်တိုဘာလမှာတိုင်ခင်မှာမိတ်ဆွေတို့အနေနဲ့ကိုယ်တိုင်ဦးစီးဦးဆောင်သွားတာမျိုးဆောင်ရွက်တာမျိုးလေးတွေမှာတတိထားဆင်ခြင်ပေးပါနေရာနဲ့ပတ်သက်လို့စိတ်တိုင်းမကြတာမျိုးလေးတွေကြုံရတတ်သောကာလဖြစ်ပါတယ်လူငယ်တွေအရှိရေးနဲ့ပတ်သက်လာရင်ရှစ်သူရီးစားရရှိတတ်တာမျိုးရှစ်သူရီးစားအသစ်တွေပေါ်လာတာမျိုးထူးခြားပဲအမှန်တွေရရှိတတ်ပြီးတော့ရီးစားလဲရအိမ်အောင်လဲကြတာမျိုးတွေစုပ်ကောလက်ကောဝင်တတ်သောနှစ်ဖြစ်ပါတယ်တို့ရတွင်အိမ်အောင်ရေးမှာဆိုရင်တော့မိတ်ဆွေတနင်္ဂနွေသားသမီးများအနေနဲ့အိမ်အောင်ရေးနဲ့ပတ်သက်လို့အစင်မပြေနိုင်စရာမရှိဘူးအိမ်အောင်ရေးနဲ့ပတ်သက်လို့အစင်မပြေနိုင်စရာဆိုရင်အလုပ်တူလုပ်ငန်းတူလေးတွေကြောင့်ခွဲနေရတာမျိုးလေးတွေဖြစ်စေပြဿနာပဋိပက္ခတစုံတရာဖြစ်လာရင်ကိုယ့်ရဲ့အိမ်အောင်ရေးမှာငွေကြီးကြောင်မဟုတ်ပဲဂျားသူတဦးတယောက်အထူးသဖြင့်မိသားစုဘက်ကဆွေမျိုးကိုမိသားစုဘက်ကဆွေမျိုးတစ်ဖက်သူဘက်ကဆွေမျိုးကိစ္စလေးတွေကြောင့်တဦးနဲ့ဒုတိယနဲ့တယောက်နားလည်မှုလေးတွေအနှဲငယ်လွဲတာမျိုးလေးတွေနစ်ဆွေမျိုးငါဆွေမျိုးဘာညာကွိကွဖြစ်တတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရန်လိုအပ်ပါတယ်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်သောကာလပိုက်ခြားဖြစ်ပါတယ်ထီကန်ဆန်းလူကကန်ဆန်းလူကောင်းသောနှစ်ဖြစ်ပါတယ်ဘာကိုလှုပ်အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာစနေနံကလေးတွေစနေသားသမီးတွေနဲ့တွဲလှုပ်တာမျိုးစနေနေ့တွေမှာအရေးကြီးသောကိစ္စတွေကိုသတိထားဆင်ခြင်ပေးရန်လိုအပ်ပါတယ်ဆင်ခြင်ပေးရမယ့်အရာအနေနဲ့ဆိုလို့ရှိရင်တော့မြောက်ဆူဆူရက်ကိုခီးမထွက်ပါနဲ့သတိထားဆင်ခြင်ပေးရမယ့်အရာအနေနဲ့ဆိုရင်တော့အနီရောင်တို့အနက်ရောင်တို့စင်ဆွယ်ရောင်တို့ကိုမိတ်ဆွေတို့သတိထားဆင်ခြင်ပေးရပါမယ်အိမ်အောင်ပြုတ်ရန်သမီးသားများတိုင်ပင်ကမှပြဿနာပဋိပက္ခလေးတွေများပြီးတော့စစ်ဆက်ကြောင်းလန်းခြင်းမျိုးလေးတွေမှာပြတ်တတ်ပါတယ်အထူးသဖြင့်ဒီနှစ်တာတော့ဒီမှာဆိုမိတ်ဆွေတို့အနေနဲ့တနင်္ဂနွေအင်္ဂါအတွဲတွေတနင်္ဂနွေတောက်ကြအတွဲတွေတော်တော်လေးကိုတတိထားဆင်ခြင်ရန်လိုအပ်ပြီးတော့အခါဒီကာလတော့ဒီမှာအိမ်အောင်ကြမယ်ဆိုရင်တော့မထင်မဖဲကြမှာကောင်းတယ်ရည်ရွယ်ပြီးတော့တိုင်ပင်ပြီးတော့ကြရင်နားလည်မှုလေးတွေလွဲတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်တတိထားဆင်ခြင်ပေးရန်လိုအပ်သောနှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေထို့အပြင်တနင်္ဂနွေသားသမီးမိတ်ဆွေများဒီနှစ်တာတော့ဒီမှာဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့မထင်မဖဲနဲ့ငွေကြီးနဲ့ပတ်သက်တာတွေလုပ်ငန်းနဲ့ပတ်သက်တာတွေဘဝရဲ့အနာဂတ်နဲ့ပတ်သက်တာတွေအတွက်ကိုအထောက်အကူဖြစ်စေသောလုပ်ငန်းတွေကိုလှုပ်ဆောင်မှုလိုအပ်တဲ့အခွင့်အရေးအခွင့်အလမ်းတွေတစ်ချိန်ထက်မကဘူးနှစ်ချိန်သုံးချိန်လောက်ကိုပေါ်လာတတ်တဲ့အတွက်အခွင့်အရေးမှန်သမျှကိုလည်း dream of your ham ဆိုတဲ့အတိုင်းအိမ်မက်တွေကိုအမှန်တကယ်လက်စုပ်လက်ကင်ချပြီးတော့ရှေ့တို့လှုပ်ဆောင်မှာကိုကဒီနေရာကြီးကနေပြီးတော့လက်လွတ်လိုက်ရမှာကြောက်လို့အရှားနေရာကိုတော့မျောလင့်နေတယ်အပြောင်းလဲလုပ်ဖို့အတွက်ကိုအခွင့်အရေးလည်းပေါ်လာကွာမှဂိုင်းခုံဖို့ဖင်လေးနေတော့တနင်္ဂနွေသားသမီးများအနေနဲ့အောင်မြင်မှုကိုကြံ့ကြာစီတတ်သောနှစ်ဖြစ်တတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဆုံးဖြတ်ချက်တွေကိုချတဲ့အခါမှာအနာဂတ်အတွက်နောင်ရေးအတွက်ရည်မှန်းတွေးခေါ်ပြီးတော့ချတာဟာမိတ်ဆွေတနင်္ဂနွေသားသမီးတွေအတွက်အခွင့်အလမ်းကောင်းတဲ့အခွင့်အရေးကောင်းတွေကိုရရှိတတ်သောကာလပိုင်းခြားဖြစ်ပါတယ်အကျိုးပေးတာကတော့တနင်္ဂနွေချင်းတွဲလောက်တာမျိုးတွေအကျိုးပေးသလိုတနင်္ဂနွေ
တနင်္လာနဲ့တွဲဖက်ပြီးတော့လှုပ်ဆောင်တာမျိုးတနင်္ဂနွေကြာစာပရိသတ်သမီးတွေနဲ့တွဲဖက်လှုပ်တော့ဆောင်တာမျိုးဟာမိတ်ဆွေတို့ကကန်တရားရဲ့အထောက်အကူကိုရရှိတတ်ပြီးတော့တနင်္လာနေ့တို့ကြာစာပရိနေ့တို့မှာအရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်လို့ကောင်းပါတယ်အကျိုးပေးသောအရာဟာတော့တောင်စုစုရဖြစ်ပြီးတော့စန်တီယာအရာကတော့အရှိအရာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတနင်္ဂနွေသားသမီးများဒီနှစ်တာအတော်တွေမှာအကျိုးပေးကံကောင်းစီတော့ကဏ္ဍအနေနဲ့ဆိုရင်တော့ lucky number 1 lucky number 2 lucky number 5 lucky number 9တစ်ကဏ္ဍ2ကဏ္ဍ5ကဏ္ဍ9ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီတော့နှစ်ဖြစ်ပါတယ်အတွဲကဏ္ဍလေးတွေအနေနဲ့ဆိုရင်တော့100 200 300တို့10ပြည့်ရာပြည့်ထောင်ပြည့်ဆိုတဲ့ကဏ္ဍတွေဟာမိတ်ဆွေတို့ကံရဲ့အထောက်အကူကိုများစွာရရှိတတ်သောနှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီနှစ်တာအတော်တွေမှာဆိုရင်မိတ်ဆွေတို့ဘာသာတရားများများလုပ်ပါဖြစ်နိုင်ရင်ဘာသာရေးဆိုင်ရာကိစ္စတွေမှာမဝေဖန်ပါနဲ့အတက်လူကြီးတို့မင်းတို့အုပ်ချုပ်သူတို့ဖြစ်နိုင်လို့ရှိရင်ပေါ့နော်အကြီးကဲတို့ကိုမဝေဖန်ပါနဲ့ဝေဖန်ရင်ပြဿနာပဋိပက္ခလေးတွေပေါ်တက်သောနှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒါအပြင်မိတ်ဆွေတနင်္ဂနွေသားသမီးများအနေနဲ့ဒီနှစ်တာအတော်တွေမှာဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ဘာလို့မဆိုအရေးကြီးသောကိစ္စတွေကိုဆောင်ရွက်ပြောဆိုလှုပ်ဆောင်တဲ့အခါမှာမိမိတို့ရဲ့အိမ်ရဲ့မြတ်စွာဘုရားမှာနော်တောက်ရည်လေး၅ခွက်ကိုဖန်ပကံများတစ်ချက်တည်းမှာဖြစ်ဖြစ်လင်မတစ်ချက်တည်းမှာဖြစ်ဖြစ်တောက်ရည်လေး၅ခွက်ကိုမိမိအိမ်ရဲ့မြတ်စွာဘုရားမှာအနန္တောအနန္တ၅ပါးကိုအာယုံပြုပြီးတော့ရည်စူးပြီးတော့လှူဒန်းပြီးတော့မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စလူရကိစ္စကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်တိုးတက်မှုနဲ့ကံရဲ့အထောက်အကူကိုရရှိစေမယ်နှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအကျိုးပေးသောအရာအနေနဲ့ဆိုရင်တော့အဖြူရောင်တို့အဝါရောင်တို့မိုးပြာရောင်တို့ကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးကံကောင်းစေသောနှစ်ဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီနှစ်တာတော့ဒီမှာဆိုအယောင်မှိုင်းစေတဲ့အယောင်လေးအသားရောင်တို့အနီရောင်တို့စင်စွယ်ရောင်တို့ကိုတတိထားစီစဉ်ပေးရန်လိုအပ်သောကာလပိုင်းချက်ဖြစ်ပါတယ်အကျိုးပေးသောမိတ်ဆွေတို့အနေနဲ့ဗာလီကျန်သေးတော်ဆရာတို့ဒီနှစ်တာတော်တွေမှာဆိုရင်အရေးကြီးသောကိစ္စလူရကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမိမိအိမ်ကမြတ်စွာဘုရားမှာဖြစ်စီမိမိတို့အနေနဲ့မိမိယုံကြည်သက်ဝင်ရာဘာသာတရားမှာဖြစ်စီတောက်ရည်ငါးခွက်ကိုဘန်းနဲ့ထည့်ပြီးတော့လှူဒန်းပြီးတော့သွားရင်မိတ်ဆွေတို့ရဲ့ကံဟာတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီသောနှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီနှစ်တာတော်တွေမှာဆိုလို့ရှိရင်အဋိဌံပြုလို့တဲ့တနင်္ဂနွေသားသမီးမိတ်ဆွေများအဋိဌံပြုလို့တပါဆိုလို့ရှိရင်တော့မိတ်ဆွေတနင်္ဂနွေသားသမီးများအနေနဲ့မဟာသမယတုတ်ရွတ်တာမျိုးတက်စိတ်ဝင်တာမျိုးဖြစ်စီစတမီးငင်းအောင်17ရက်ရွတ်တာမျိုးဟာမိတ်ဆွေတို့ရဲ့အားကိုအင်မတန်အားသာကောင်းမှုပြီးတော့အရေးကြီးသောကိစ္စတွေအတွက်ကံကောင်းအားသာအထောက်အကူဖြစ်စီမှာအတေးကြပဲဖြစ်တယ်ထို့အပြင်ဘာသာတရားမမိပါနဲ့ကံရဲ့အထောက်အကူတွေဘလောက်ပဲနွန်နဲ့ကြာနေကြနေဒီနှစ်ဟာတနင်္ဂနွေသားသမီးမိတ်ဆွေများအခုအထောက်အကူတွေများစွာရရှိတတ်ပြီးတော့အစဉ်ပြေမဲ့နှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဆရာတို့ဒါဆိုပါလိကြံသေးတော့မိတ်ဆွေတို့ဒီနှစ်တာတော်တွေမှာဆိုလို့ရှိရင်မိမိတို့ရဲ့အရေးကြီးသောကိစ္စတွေမှာလုပ်ငန်းဆောင်တာကိစ္စတွေကိုပြောဆိုတဲ့အခါမှာအလင်းစလိုဆုံးဖြတ်တာမျိုးလေးတွေဒေါသနဲ့ဆုံးဖြတ်တာမျိုးလေးတွေမပြုလုပ်ပါနဲ့ဒီနှစ်တာအတွင်းမှာမိတ်ဆွေတို့ကိုဆရာငယ်ကစကားလက်ဆောင်ပေးရတယ်တနင်္ဂနွေသားသမီးတွေဟာရီမန်းချက်ရည်ရွယ်ချက်တွေကိုကြိုမပြောပါနဲ့နေတတ်အောင်နေပါဆွေမျိုးများအိမ်မလာရလို့သာစိုက်လို့တတ်ထားပါကောင်းပြီမိတ်ဆွေတနင်္ဂနွေသားသမီးများဒီနှစ်တာအတွင်းမှာရွှေငွေရတနာပဏ္ဏမြကားဆိုင်ကလက်ဝက်လက်စားတွေနေရာထိုင်ခင်းတွေအိုးအိမ်ချမ်းတွေနဲ့ပတ်တိုင်လဲအလံပဲရရှိတတ်သောနှစ်ဖြစ်တတ်တဲ့အတွက်တော့သိကြပါရဲ့ပြီးခဲ့တဲ့နှစ်တွေဘလောက်ပဲညံ့ညံ့ဒီနှစ်ဟာငါဟိတ်ဆိုပြီးတော့လက်ခမောက်ခတ်ရမယ့်ကာလဖြစ်ပြီးတော့ရှေ့တိုးအောင်မြင်အောင်စွမ်းဆောင်နိုင်သောကာလပိုင်းချက်ဖြစ်ပါတယ်အဋိဌံပြုလို့တပါဆိုရင်တော့ဂုံတော်9ပါးထဲမှာအဋိဌံပတိလေးစိတ်တာမျိုးဖြစ်စီမိမိကြိုက်နှစ်သက်ရဂုံတော်ကလေးကိုအရဟံကိုဆိုအရဟံ17ရက်စိတ်တာမျိုးဝိသစရဏတမန်တော်ဆိုဝိသစရဏတမန်တော်17ရက်စိတ်တာမျိုးဟာကံကောင်းစီပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့တကယ်လို့မှအဋိဌံဝင်ခြင်းနဲ့မဟာသမယတုတ်17ရက်တိတိကိုတနေ့ကို3កောက်နှုံနဲ့အဋိဌံပြုပါကံညလာတိုင်းလောက်ကြည့်ပါထူးခြားကံရထောက်ကိုရရှိစီမှာအသေးကြပဲဖြစ်တယ်ထို့အပြင်အထက်အောက်အနီအနက်တွေဝတ်တာမျိုးလေးကိုအထက်နိုင်ဆုံးတတိထားစင်ကြပေးရလိုအပ်ပါတယ်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရအောင်မြင်စေပြီးတော့တစ်နှစ်တာလုံးမှာမိမိတို့အနေနဲ့ကန်ဆာတာကောင်းမွန်စီတိုးတက်စီရန်အတွက်ပြုလုပ်ရမယ့်ရတရားနှစ်ခုကိုပြောပြပေးပါမယ်နံပါတ်1ရတရားကျတို့စီးပွားရေးတွေလည်းတိုးတက်အောင်ကန်ဆာတာတွေလည်းကောင်းမွန်အောင်လို့မိတ်ဆွေတို့အနေနဲ့ဆရာတို့ဘန်းလေးတစ်ချက်သို့မဟုတ်ငွေဖလားလေးတစ်လုံးဝယ်လိုက်ပါငွေဖလားထဲမှာစံကလေးထည့်ပါစံဒါပြီးတဲ့အခါစံလေးထည့်ပြီးတော့စီဘူးလေးတွေထည့်တာမျိုးကြက်သွန်လေးတွေထည့်တာမျိုးစံစီစေးစားတော့ကုန်တွေမိတ်ဆွေတို့အနေနဲ့ပဲတို့ကြက်သွန်တို့အဆရှိတာလေးအမွှေးတိုင်းတို့ဖျောင်းတိုင်းတို့ဆွမ်းနာလို့ပဲဆရာတို့ခောက်ဆွဲကြောက်အဆရှိတဲ့အရာလေးတွေနဲ့မိမိအိမ်ကမြတ်စွာဘုရားမှာကုံ6နေနဲ့မိမိအိမ်ကမြတ်စွာဘုရားမှာတစ်နှစ်တာအလုံးလှူထားခြင်းအားဖြင့်စီးပွားရေးတွေတိုးလို့ဟာလားစံရည်စဘာပေါ်ကျွဲဝါတော့နမိတ်ကိုဆောင်လို့အောင်မြင်မြင်နေရရှိပါမယ်ဒီနေရာမှာတာရဏအလံထီကလေးနှစ်ချောင်းထည့်ပေးပါတာရဏအလံထီလေးနှစ်ချောင်းထည့်ပေးပါပြန်ပြောပြပါမယ်မိတ်ဆွေတို့ဒါကိုဆရာတို့ခက်ဆင်ဆင်ပြောရရင်မိတ်ဆွေတို့အနေနဲ့ဘန်းလေးတစ်ချက်ထဲမှာဖြစ်စီသို့မဟုတ်ရင်ငွေဖလားတစ်လုံးလေးထဲမှာမိတ်ဆွေများအနေနဲ့စမ်းတို့စီးတို့ဆေးတို့စားတို့အချိုမုံတို့ခောက်ဆွဲဘူးတို့ကြက်သွန်းတို့အဆရှိတာလေးတွေအစားတောက်ဖို့လေးတွေကိုအတက်နိုင်ဆိုကုန်း6ကလေးတွေကိုထည့်ပြီးတဲ့အခါအမွှေးတိုင်းတို့ဖျောင်းတိုင်းတို့ထည့်ပြီးတော့အလံလေးနှစ်ချောင်းထိုးတာပါဒါပြီးတဲ့အခါမိမိအိမ်ကမြတ်စွာဘုရားမှာတစ်နှစ်တာအလုံးလှူထားပြီးတော့နေ့စဉ်ဆူတောင်းခြင်းအပြင်ယတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်တယ်လို့စံရည်စဘာပေါ်ကျွယ်ဝါတယ်လို့အခက်အခဲအပိတ်ပင်မရှိဘဲနဲ့ထိုးရဲ့ဟာကိုရေရာရှည်ခြင်းမဟုတ်ဘဲနဲ့မြတ်စွာဘုရားကိုအာယုံပြုပြီးတော့လှူဒန်းခြင်းအပြင်ကံထောက်ကူတွေရရှိလို့တိုးတက်စေပါလိမ့်မယ်နောက်တစ်ခုရရအနေနဲ့ဆိုရင်မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းတော်အယောင်းထွက်စီပြီးကုန်ပစ္စည်းတွေအယောင်းဝယ်ကောင်းစီရလို့ငါမိတ်ဆွေတို့အနေနဲ့ငွေကြီးကအဆက်ဆက်ရအဆင်ပြေစီပြီးအောင်မြင်တိုးတက်စီရအတွက်ပြုလုပ်ရမယ့်ရရကိုဆရာကထပ်လောင်းပြောကြားလိုက်ပါစီမိတ်ဆွေများခင်ဗျာကိုကန်ညလာပြီးထင်ရင်တော့ဆရာချစ်ရက်တရားပြောခဲ့တယ်ငါးလွတ်တာမျိုးခွေးစာကျွေးတာမျိုးခိုးစာကျွေးတာမျိုးလုပ်ပြီးလို့တနင်္ဂနွေသားမျိုးပြောခဲ့တယ်ဒီနှစ်မှာပိတ်နေတဲ့လက်တွေပွင့်လန်းပြီးတော့အဆက်ဆက်ရအောင်မြင်စင်ပြီးတိုးတက်စီရလို့ငါဆရာတို့9000တန်လေးတစ်ရွက်ကို
9000တန်လေးတွေ့ရပေါ်9000တန်တွေ့ရပေါ်မှာစင်ပါပါတယ်ခင်ဗျမိမိတို့အနေနဲ့9000တန်လေးတွေ့ရပေါ်မှာဖျောင်းနိုင်အစိမ်းရောင်လေးတစ်တိုင်းနဲ့တန်လိုက်တုံးလေးတစ်တုံးတင်9000တန်တွေ့ရပေါ်မှာတန်လိုက်တုံးလေးတစ်တုံးတင်မှာတင်ပြီးတော့ဖျောင်းနိုင်လေးအစိမ်းရောင်တင်ပြီးတော့မိတ်ဆွေတို့ရဲ့အိမ်ရဲ့အမြင့်တနေရာမှာဖြစ်စေစပွဲမှာဖြစ်စေမိတ်ဆွေတို့ရဲ့ဈေးဆိုင်ဘလို့ဆိုင်မျိုးမဆိုတင့်လျှောက်ပတ်တဲ့နေရာမှာပြုလုပ်ခြင်းအပြင်မိတ်ဆွေတို့အနေနဲ့တကယ်ကိုငွေကြီးကန်ကောင်းပြီးတော့ပိတ်နေတဲ့လက်တွေပွင့်လန်းလာမှာပဲရေတရားရဲ့တက်ကိုပြောပြပါမယ်ဆရာတို့ရတနာစင်ပြူတော်ပဲရှိပါတယ်ရှေ့တုန်းကဆိုလို့ရှိရင်ပြောလာခြေသွားတော့မယ်ရတနာစင်ပြူတော်ဆိုတာစင်9000တန်တွေ့ရဆိုတာပတ်စံပေါ်မှာစင်ပါတဲ့အတွက်9000နဲ့စင်ရုပ်ပေါ်မှာမိတ်ဆွေတို့အနေနဲ့တန်လိုက်တုံးတင်တဲ့အတွက်ပတ်စံကိုစွဲငင်တဲ့သဘောဖြစ်ပြီးတော့အစိမ်းရောင်ဆိုတာမန်နီခါလာဖြစ်ပြီးတော့ငွေကြီးကန်တွေအောင်မြင်မယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ရန်ကနာပိတ်တွေမေးကြည့်ခွန်90 290 416 790290416WhatsApp Telegram မှာဖြစ်စေ Viber နံပါတ်663 50 55နဲ့မှာဖြစ်စေဆက်သွယ်မေးမြန်းနိုင်ကြောင်းထပ်လောင်းပြောရင်းနဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့ဒီ1388ခုနှစ်မှာစတင်ပြီးတော့နေ့ရက်တိုင်းအောင်မြင်မှုတွေအလီလီပိုင်ဆိုင်လို့ရတနာစင်ကြောက်စဲတောက်တိုင်းကစားနိုင်လို့တက်နေတကူလက်ဝေဖြိုးပါအောင်မြင်မှုတွေပိုင်ဆိုင်ပြီးတော့လူနိုင်တန်းနိုင်ပြီးတော့ကောင်းမွန်မှုတွေအားလုံးရရှိစေတော့အလံအပယ်ပိုင်ဆိုင်စေတော့သူကြီးဖြစ်ပါစေလို့ဆရာကဆူတောင်းထောက်ပံ့လှိုက်လိုက်လဲပြုတာရင်းနဲ့တနင်္လာသားသမီးတွေ